ကဲအားလုံးပဲထိုင်ကြပါကျွန်တော်ဒီနေ့စီဝေးကတော့မဝင်းငါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံလုံးမှာသဘောတူညီချက်ရနိုင်အောင်လုပ်ပါခင်ဗျဟုတ်ကဲ့ပါဗျမဝင်းငါနဲ့ပတ်သက်လိုက်ရင်နိုင်ငံလုံးမှာကျုပ်တို့မျိုးကအကောင်းဆုံးဆိုတော့ကျုပ်ကပဲစပြောလိုက်ပါမယ်ပထမဆုံးပြောချင်တာတော့မဝင်းငါဆိုတာငါးများလေးနဲ့ဆန်လုံမုံလေးနဲ့ချက်ရတာလို့ကျွန်တော်ပြောချင်ပါတယ်ဗျမြောင်းမြန်ပြောတာဟုတ်တယ်လို့ရှိပေမဲ့မဝင်းငါဆိုတာကလပ်ဘဲနဲ့လေးပါမှအဆင်ပြေတာဗျကလပ်ဘဲနဲ့မစီမဆိုင်နေကလပ်ဘဲနဲ့အရေးပြစ်ကလေးကိုဗျာမငန်းပြားရေးကောင်းလေးနဲ့စားရတာဟုတ်ပါတယ်ဟင်းရည်ပြစ်ကလေးပေါ်မှာအပေါ်ကနေစီနီလေးစမ်းပြီးစားရတာပါခင်ဗျ။ပေါက်တက်ကရမွှေးငါဆိုတာဗျာငါးဟင်းရည်ကြဲလေးနဲ့နောက်ပြီးလို့ရှိရင်လေဆန်မုံကိုလေးပေါင်းခံပြီးရတာတော့ကကြီးနဲ့ညက်ညှက်မုံဖက်နဲ့စားရတာငါးနဲ့ကလပဲဟင်းရည်ချိုလေးတွေကိုအချင်းဖောက်ထားတဲ့မုံဖက်နဲ့စားတာပါမင်းတို့ဟာဝါမွှေးငါရှိသမျှအကုန်ပြစ်ထက်ထညက်တွေရောဗာရီမွှေးငါကိုခမရပဲဖြတ်တတ်တယ်မှတ်နေတာခက်တာပဲမစသေးဘူးညာဖြစ်နေပြီကဲကိုမောင်မြန်ပြောပါအောင်အကိုတို့အစားမျိုးတော့မအောင်မွှေးငါကိုဘယ်လိုမြင်လဲပြောပြပါအောင်တော်ပါခမရတို့လိုမုံဖက်ကိုလုတ်ပြီးသားဝယ်စားနေသူနဲ့ကျုပ်မွေးငါအကြောင်းမဆွနှွေးနိုင်ကျုပ်ပြောမယ်နော်မုတ်ဖက်ဆိုတာဟင်းရီအိုးကြီးပေးမှာဗျာဟော့တို့လက်နဲ့ညှက်ချတာနော်လက်မလက်တမျိုးနဲ့တထေသားတော်တော်ကွဲပြားတာပဲဗျဘလူပဲဖြစ်ဗျာမွေးငါဆိုတာဘာဟင်းရီပဲတုံဘလူမုတ်ဖက်ပဲစားနော်မုတ်ဖက်ပေါ်မှာဟင်းရီလေးရွှဲလေးဆန်းပြီးတော့စားတာမွေးငါပဲမလားဗျမွေးငါကိုဟင်းရီရွှဲနဲ့စားကြတာလားဟုတ်တယ်လေကျုပ်ကတော့ဗျာဟင်းရီပြစ်ကလေးနဲ့ကောင်းချင်းဆန်လောင်မုံလေးနဲ့စားလိုက်တာပဲဒါဆိုလဲနော်ဟင်းယူငါးရဲ့စပယ်လင်ရဲ့နဲ့ချက်လို့ရှင်မွေးငါလို့ဆိုကြအောင်ဗျာငါးနဲ့ချက်ကြတာလားအကျုပ်တို့ဆိုတော့ပဲနဲ့ချက်လိုက်တာပဲခတ်တော့တာပဲပဲရဲ့ချက်သားရဲ့ချက်လဲမွေးငါဖြစ်တာပါပဲဘာနဲ့ပဲချက်မွေးငါဆိုနန်းနန်းမင်းလေးနဲ့မှဟုတ်ပါနန်းနန်းမင်းရဲ့ပဲသီးလေးရဲ့ပဲပင်ပေါက်ကလေးရဲ့ခင်းချင်းသီးလေးရဲ့ပူစီနန်ရဲ့မုံလာတုပ်လေးရဲ့မွေးငါနဲ့ပတ်သက်လာလို့ရှင်နော်တမျိုးနဲ့တဒေတာဘလို့မှမတူပဲဖြစ်နေတာကဲကျွန်တော်ပြောမယ်အားလုံးမွေးငါကိုစားစရာတစ်ခုဖြစ်တော့လက်ခံကြတယ်မလားစားစရာဖြစ်လက်ခံပါတယ်ဟုတ်လက်ခံပါတယ်ဗျဟုတ်ကိုမန်းတလေးရောဘလို့လဲမွေးငါ့ကိုစားစရာဖြစ်လက်ခံတယ်မလားဗျာဟာမွေးငါဟင်းရိုးတော့ဘယ်တော့မှမသူထည့်သွားရတော့မွေးငါနဲ့ပတ်သက်ပြီးကျုပ်တို့ဘယ်လိုတွေပဲကွက်လဲပါစေဟင်းရီအစ်စ်တောင်းတောက်တဲ့အလေးထားကိုကာကွယ်ထိမ့်သိမ့်ရမလို့ကျုပ်ဒီနေရာကနေပြောချင်တယ်ပြီးတော့ဘဲဥပြုတ်ဖြူတွေကိုအိုးဘဲဥဆိုပြီးရောင်းချတဲ့ဆိုင်တွေကိုလည်းဘုံရန်သူဖြစ်ကျွန်တော်သတ်မှတ်ကြရမလို့ကျွန်တော်ဒီကနေပဲတိုက်တွန်းချင်ပါတယ်สวัสดีครับผมอยากแนะนำขนมจีนที่เราชอบกินนะครับ